အားလုံးပဲမင်္ဂလာပါခိုင်လေးပဲဖြစ်ပါတယ်အခုတစ်ခါလေ့လာကြမှာကတော့မလေးစကားမှာပေါ့နော်အရောက်အသုံးများပြီးတော့အသုံးဝင်တဲ့ဒီစကားလုံးလေးတူတူလေးပေါ့နော်ဒီစကားလုံးလေးကိုအတူတူလေ့လာကြမယ်ပေါ့နော်အဲ့တော့ဒီset ဆိုတဲ့ဒီစကားလုံးလေးပေါ့နော်ဒီ set ဆိုတာကတော့ပြီးပြီလို့အဓိပ္ပာယ်ရတယ်ပေါ့နော်နောက်တစ်ခုကဒါသူ့လိုမျိုးပြောလို့ရတယ်တစ်ခုရှိသေးတယ်အသုံးများတာကတော့စူရာပေါ့နော်စူရာဆိုတာလည်းပြီးပြီပေါ့နော်ဒါပေမဲ့ set ဆိုတာကတော့အလုပ်တစ်ခုလုပ်လို့ရှိရင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါ set လို့သုံးတယ်ပေါ့နော်အဲ့တော့ SIAP set ဒါဆိုလို့ရှိရင်တော့ဒါပြီးပြီလို့ပြောတာပဲဖြစ်ပါတယ်အဲ့တော့ကိုတထေးကအလုပ်ခိုင်းထားတာပဲဖြစ်ဖြစ်ဒီအလုပ်အပ်ထားတဲ့လူကသူ့ပစ္စည်းလာယူတာပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်တော့သူကမေးလိုက်မယ်ပေါ့နော်စူရာဆက်ကဒါဆိုလို့ရှိရင်တော့ပြီးပြီလားလို့မေးတာပဲဖြစ်ပါတယ်စူရာဆက်ဆိုလို့ရှိရင်တော့ဒီနှလုံးနဲ့ဆိုရင်တော့ပြီးသွားပြီဒါမျိုးအဓိပ္ပာယ်ရတယ်ပေါ့နော်စူရာဆက်ဆိုလို့ရှိရင်တော့ပြီးသွားပြီနောက်ကဒီကာဆိုတဲ့ဒီစကားလုံးလေးထည့်လိုက်တယ်ဆိုလို့ရှိရင်တော့ဒါအမေးစကားလုံးလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့စူရာဆက်ကာဆိုလို့ရှိရင်တော့ပြီးပြီလားလို့မေးတာပဲဖြစ်ပါတယ်အဲ့တော့ကိုကပြီးပြီဆိုလို့ရှိရင်တော့စူရာဆက်ဒါဆိုလို့ရှိရင်ပြီးပြီဒါမျိုးပြန်လဲဖြေတာပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့မပြီးသေးဘူးပေါ့နော်မပြီးသေးဘူးဆိုလို့ရှိရင်တော့ဘလုံးဆိုတာကတော့ဒါမပြီးသေးဘူးလို့ပြောတာပဲဖြစ်ပါတယ်အဲ့တော့ဘလုံးဆက်ဆိုရင်တော့မပြီးသေးဘူးပေါ့နော်ဒါမျိုးအဓိပ္ပာယ်ရတယ်ပေါ့နော်ဘလုံးတစ်လုံးနဲ့ဖြေလဲရတယ်ပေါ့နော်ဒါပေမဲ့ကိုကဒီပိုပြီးလေးနဲ့အောင်ဆိုရင်ဘလုံးဆက်ဆိုရင်ဒါမပြီးသေးဘူးပေါ့နော်ဒီလိုမျိုးပြောတာပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကသူကမေးလိုက်မယ်ပေါ့နော်ဘီလာဆိုတာကတော့ဒါအချိန်ကိုပြောတာပဲဖြစ်ပါတယ်အဲ့တော့ဘီလာဆက်ကဆိုလို့ရှိရင်တော့သူကဘယ်တော့ပြီးမှလဲဒါမျိုးမေးတာပေါ့နော်အဲ့တော့ဘယ်တော့ပြီးမှလဲဆိုလို့ရှိရင်တော့ကိုကအေဆိုဆိုလို့ရှိရင်တော့မနှက်ဖန်ပေါ့နော်အေဆိုဆီယဆိုလို့ရှိရင်တော့ဒါမနှက်ဖန်ပြီးမယ်လို့ပြောတာပဲဖြစ်ပါတယ်ဟုတ်ပြီနော်အေဆိုဆိုရင်တော့ဒါမနှက်ဖန်ပေါ့နော်ဒါဒီASUS ဆိုရင်မနှက်ဖန်အဲ့တော့ ASUS ဆက်ဆိုလို့ရှိရင်တော့ဒါမနှက်ဖန်ပြီးမယ်လို့ပြောတာပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဆာယာမောင်ဆီယဟာရီအီနီဒါတငယ်ချင်းပြောတာပဲဖြစ်ပေါ့နော်ငါဒီဟာကိုဒီနေ့ပြီးကျင်တယ်ပေါ့နော်ငါဒီဟာကိုဒီနေ့ပြီးကျင်တယ်ဆိုလို့ရှိရင်တော့မောင်ဆိုတာကတော့ကိုလိုချင်တာဖြစ်ချင်တာကိုပြောတဲ့စကားလုံးအဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ဆာယာဆိုတာကတော့ဒါကျမငါပေါ့နော်ဒါကိုစားပြုတဲ့စကားလုံးယဉ်ကျေးတဲ့စကားလုံးလေးပေါ့နော်ဆာယာဆိုတာကတော့အဲ့တော့ဆာယာမောင်ဆီယဟာရီအီနီဆိုလို့ရှိရင်တော့ငါဒီနေ့ပြီးကျင်တယ်ဒါမျိုးပြောတာပဲဖြစ်ပါတယ်ဒီနေ့မပြီးနိုင်ဘူးဆိုလို့ရှိရင်တော့တာပိုလီဆီယာဟာရီအီနီတာပိုလီဆိုတာကတော့မရဘိုလေးတစ်လုံးနဲ့ဆိုလို့ရှိရင်တော့ရတယ်ပေါ့နော်ဘိုလေးတစ်လုံးနဲ့ဆိုတော့ရတယ်ဥပမာကွာဘိုလေးစီဟာရီအီနီဆိုတော့ဒီနေ့ရနိုင်တယ်ဒီနေ့ပြီးနိုင်တယ်ပေါ့နော်ဘိုလေးဆိုတာကတော့ရနိုင်တယ်ဖြစ်နိုင်တယ်အဲ့တော့ဘိုလေးစီဟာရီအီနီဆိုတော့ဒီနေ့ရနိုင်တယ်ဒီနေ့ပြီးနိုင်တယ်အဲ့အရှင်မှာသူကတထည့်လိုက်တဲ့အခါကျတော့တာဘိုလေးစီဟာရီအီနီဆိုလို့ရှိရင်တော့ဒီနေ့မပြီးနိုင်ဘူးဒါမျိုးအဓိပ္ပာယ်ရတယ်ပေါ့နော်တာဘိုလေးဆိုတာကတော့ဒါအလုံးဒီအတိုင်းမရနိုင်ဘူးဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ CS နဲ့တွဲလိုက်တဲ့အခါကျတော့တာပိုလီ CS ဆိုရင်တော့မပြီးနိုင်ဘူးပေါ့နော်မရနိုင်ဘူးဒီလိုမျိုးသူကဟိုဘယ်လိုပြောရမလဲဒါသူ့ရဲ့အဓိပ္ပာယ်ပေါ့နော်ဒီမြန်မာစလုံးတွေလို့တော့သူကစကားလုံးတွေအများကြီးကိုဟိုလိုပြောဒီလိုပြောအဲ့လိုတော့သူကအများကြီးသိမရှိဘူးပေါ့နော်ဒါတမယိုကြဒီအခြေခံကြပြောတဲ့စကားလေးမှာဆိုတော့ဒီလိုမျိုးပြောတယ်ပေါ့နော်အဲ့တော့မှတ်ထားမှာကတော့ CS ဆိုလို့ရှိရင်တော့ပြီးပြီစူရာဆိုတာကလည်းပြီးပြီပေါ့နော်ဒါမဲ့ဒီဆက်ဆိုတဲ့စကားလုံးလေးကကြတော့အလုပ်တစ်ခုခိုင်းလို့ပြီးပြီမပြီးသေးဘူးဆိုတဲ့နေရာတွေမှာအသုံးများတဲ့စကားလုံးပေါ့နော်ဥပမာစူရာဆိုတာကတော့ထမင်းစားပြီးပြီလားလို့မေးလို့ရှိရင်လည်းကိုကပြီးပြီဆိုလို့ရှိရင်စူရာမှာစူရာဒါမျိုးသုံးတယ်ပေါ့နော်ဒါစူရာကတော့ဒီနေရာမှာသုံးတဲ့စကားလုံးလေးပေါ့နော်သွားပြီးပြီဆိုလို့ရှိရင်လည်းစူရာပကီဆိုရင်ဒါသွားပြီးပြီပေါ့ပကီဆိုတာကတော့သွားတာပေါ့နော်အဲ့တော့စူရာဆိုတာကပြီးပြီသွားပြီဒီ CS ဆိုတဲ့ဒီစကားလုံးကကြတော့အလုံးလုံးတဲ့နေရာမှာအလုံးလုံးတာကိုပြီးတာမပြီးတဲ့နေရာမှာသုံးတဲ့ဒီစကားလုံးလေးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့စူရာဆိုတာကတော့နေရာတကာမှာအသုံးပြုလို့ရပြီမဲ့ဒီ CS ဆိုတဲ့စကားလုံးလေးကိုကြတော့နေရာတိုင်းမှာသွားပြီးတော့သုံးလို့တော့မရဘူးပေါ့နော်အဲ့တော့ဒါကတော့အခုဗီဒီယိုနဲ့အတူတူလေ့လာကြတာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်